မက်ဆီကနေမာကိုဖက်လိုက်တဲ့အခါပွဲပြီးတဲ့အခါအင်ဂျီလဲဖို့အချက်ပြလိုက်တယ်။အဲ့ဒီနေ့မှာနေမာကမက်ဆီကဘရာဇီးကိုအင်မက်ဆိုးကြီးတစ်ခုလိုဖြစ်အောင်လုပ်လိမ့်မယ်လို့မထင်ထားခဲ့ဘူး။ပွဲစားတယ်နေမာကဒီတိုက်စစ်ကိုစတင်လိုက်တဲ့အခါအာဂျင်တီးနားခံစစ်ကိုမောင်းဝင်ပြီးအသင်းဖော်စီဘောလုံးပို့လိုက်တယ်။သူကန်ပေမဲ့ဂိုးသမားကဘောလုံးကိုတွန်းထုတ်လိုက်တယ်။နောက်ထပ်ကစားပွဲမှာဘရာဇီးတိုက်စစ်မှုကအာဂျင်တီးနားဂိုးသမားရှေ့မှာတယောက်တည်းရှိနေပြီးအဖွင့်ဂိုးသွင်းယူခဲ့တယ်။အဲ့ဒီအချိန်မှာမက်ဆီဝင်လာတယ်။ကစားသမားတစ်ယောက်ကဘောလုံးကိုပြန်ယူပြီးမက်ဆီစီပြီးလိုက်တယ်။သူကခံစစ်သမား2ယောက်ကြားထဲမှာထိန်းချုပ်ပြီးအဝေးကိုတိုင်တဲကိုအလွန်တိကျစွာကန်သွင်းလိုက်တယ်။နောက်ထပ်ကစားပွဲမှာအာဂျင်တီးနားဂိုးသမားကသူ့ရဲ့ထွက်သွားမှုကိုမာယွင်းစွာဆုံးဖြတ်မိပြီးဘရာဇီးကဒုတိယဂိုးသွင်းယူဖို့အခွင့်အရေးယူခဲ့တယ်။မက်ဆီနဲ့အင်ဂျယ်ဒီမာရီယာတို့ပူးပေါင်းလိုက်တဲ့အခါနေမာကဘောလုံးကိုအာကာသထဲပြန်ပို့လိုက်တယ်။မက်ဆီကဂိုးသမားကိုကြော်ဖြတ်ပြီးကန်သွင်းတဲ့ထောင်ကိုဖန်တီးပြီးဂိုးထဲဘောလုံးကိုပေးပို့လိုက်တယ်။နောက်ထပ်ကစားပွဲမှာမက်ဆီကဘရာဇီးအသင်းရဲ့ခံစစ်ကိုဖျက်ထုတ်နိုင်ခဲ့ပေမဲ့ခံစစ်သမားတစ်ယောက်ကသူ့ကိုပစ်ဒဏ်ကျူးလွန်ခဲ့ပါတယ်။မက်ဆီကဖရီးကစ်ကိုကန်သွင်းခဲ့ပေမဲ့ဂိုးသမားကသူ့ရဲ့ကန်ချက်ကိုတားဆီးနိုင်ခဲ့ပါတယ်။ဒီမှာမက်ဆီကတခြားဂျိုးကနေရွေ့လျားပြီးမာဆယ်လိုကိုအရှက်ခွဲခဲ့ပြီးအရှိန်မြင့်ကရှေ့ဆက်သွားနိုင်ခဲ့ပါတယ်။ဂိုးပေါက်ကနေ35မီတာလောက်အကွာကိုရောက်တဲ့အခါမက်ဆီကအဝေးဆုံးတိုင်ကိုအားပြင်းပြင်းနဲ့ကန်သွင်းခဲ့ပြီးဂိုးပေါက်ရဲ့အပေါ်ထောင်ကောက်ရောက်သွားခဲ့ပါတယ်။လူတိုင်းပျော်ရွှင်စွာပေါက်ကွဲသွားကြပြီးမက်ဆီကသူ့အသင်းကိုအောင်ပွဲခံစေခဲ့ပါတယ်